ညီမအစီဒီမှာကျူစပါရရှင်ညီမဒီနေ့မိတ်ဆက်ပေးမှာတော့ခောက်ဆူလာမျိုးစားလေးပဲဖြစ်ပါရဲ့ရှင်ခောက်ဆူလာလေးရဆိုရင်တော့ကြီးသွားတဲ့အခါမှာလွယ်ကူပေါ့ပါနဲ့တင်ဆောင်သွားပြီးရမယ်ပြီးတော့သူကအကောင်းဆုံးပြီးရစီစဲရည်နဲ့ပြုလုပ်ထားဖြစ်ပြီးတော့ဖုန်းအားသွင်းတာ laptop အားသွင်းတာအစရှိရည်အသုံးပြုလို့ရမှာဖြစ်ပါရဲ့ရှင်ကဲဒါဆိုရင်တော့ညီမနဲ့အသုံးပြုပုံလေးကိုကြည့်လိုက်ကြအောင်နော်ကဲဒီခောက်ဆူလာလေးကိုစတင်ပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင်ဒီနောက်မှာပါတယ်ပေါ့နော်ဒီအိတ်ကဒီထဲလေးမှာကြတော့ဒီလိုမျိုးကျိုးလေးပါမယ်ဒီကျိုးလေးကအနီနဲ့ခေါင်းလေးနဲ့ဒီမှာဒီကအနီနဲ့ခေါင်းလေးနဲ့မှန်အောင်ချိတ်လိုက်မယ်ပေါ့နော်ဒါဆိုရင်အနက်ကလေးချိန်မယ်ပြီးတော့ဒီအနီအောင်ကျိုးလေးချိတ်လိုက်မယ်ဒါဆိုရင်တော့အားလုံးချိတ်ပြီးတော့ရအနေထားဒီအနေထားလေးဆိုလို့ရှိရင်ဒီမှာပါတယ်ခေါင်းလေးနဲ့ကွန်ပျူတာမှာချိတ်ဆက်ပြီးတော့အသုံးပြုလို့ရပြီဖြစ်ပါတယ်ရှင်နောက်ထပ်ကကျတော့ဒီထဲမှာပါဝင်တဲ့USB ပေါက်လေးနဲ့ Type C ပေါက်လေးပေါ့နော်ဒါလေးနှစ်ခုอ่ะဆိုလို့ရှိရင်ဖုန်းအားသွင်းလို့ရမယ် power bank တွေအားသွင်းလို့ရမှာဖြစ်ပါရဲ့ရှင်ဒါဆိုရင်တော့ဒီလိုမျိုးအသုံးဝင်တဲ့ခောက်ဆူလာလေးတွေကိုမှာလို့ကျင်နေဆိုရင်တော့ညီမတို့ SD Power ဆူလာမြန်မာရဲ့ hotline ဖုန်းနံပါတ်တွေဖြစ်တဲ့39995439 3995303096 399433286386တို့ကနေပြီးတော့ဆက်သွယ်မှနိုင်ပါဖြစ်ပါရဲ့ရှင်